ကျွန်တော်တို့ဒီ factory IO တော့ကျွန်တော် install လုပ်ပြီးသွားပြီပေါ့နော်ပြီးတော့ကျွန်တော်ဒီ factory IO နဲ့ကျွန်တော်တို့ရဲ့ဒီ PLC sync ကိုပေါ့နော်ကျွန်တော်တို့ဒီချိတ်ဆက်အသုံးပြုနိုင်ဖို့ဆိုရင်ကျွန်တော်တို့ဒီ factory IO template ဆိုတဲ့ကျွန်တော်ဒီမှာအခုပြထားတဲ့ဒီ zip file လေးပေါ့နော်ဒီ zip file လေးထဲကကျွန်တော် template ကိုကျွန်တော်တို့ရဲ့ဒီ project ထဲကိုထည့်သွင်းပြီးတော့အသုံးပြုရတယ်ပေါ့နော်ဒီလိုအသုံးပြုမှာပဲကျွန်တော်တို့ရဲ့ဒီ PLC sync နဲ့ကျွန်တော်တို့ရဲ့ဒီ factory IO ကိုချိတ်ဆက်နိုင်မှာဖြစ်တယ်ပေါ့ဆိုတော့ကျွန်တော်တို့ဒီ file လေးကိုကျွန်တော်တို့ extract လုပ်လိုက်မယ်နော်ဆိုတော့ကျွန်တော်ဒီမှာတော့ file ကိုဖြည့်ပြီးသွားပြီပေါ့နော်သူ့အထဲမှာကျွန်တော်တို့ဟုတ်ပြီကျွန်တော်ကဒီမှာ TI importer က version 15သုံးတာအကြောင်းမလို့ဒီမှာကလည်းကျွန်တော်တို့ဗာလဲဆိုရင်ကျွန်တော်တို့ဒီမှာဒီ version 15အမျိုးအစားပေါ့နော်အခြားဒီ version 73 14 16 19ကလည်းကျွန်တော်တက်တက်ရှိရပေါ့နော်ကျွန်တော်ကဒီ version 15ဆိုတော့ကျွန်တော်ဒီ version 15ကိုပဲကျွန်တော်ကတော့ဒီ download ဆွဲထားတာပေါ့ဟုတ်ပြီဒီဟာလေးကိုကျွန်တော်ဖွင့်လိုက်မယ်ပြီးတော့ကျွန်တော်ဒီမှာဒီ template ဆိုတဲ့ဒီ Siemens TI importer V15 project ဆိုတဲ့ဟာလေးကိုကျွန်တော်ဖွင့်လိုက်မယ်နော်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ရဲ့ဒီ project ကတော့ကျွန်တော်တို့ဖွင့်ပြီးသွားပြီပေါ့အဲ့တော့ကျွန်တော်တို့ဒီ project view ကိုပဲကျွန်တော်တိုက်ရိုက်သွားလိုက်မယ်နော်ဟုတ်ပြီကျွန်တော်တို့ဒီ project view ကိုရောက်ပြီပေါ့နော်ဒီ project view မှာကျွန်တော်တို့ဒီ original ပါပြီးတော့ကျွန်တော်တို့ထည့်သွင်းထားတဲ့ PLC ကတော့သူကကျွန်တော်တို့ဒီ1211 CDC ဆိုတဲ့အမျိုးအစားကိုကျွန်တော်တို့ထည့်သွင်းအသုံးပြုထားတာတွေ့ရတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီသူ့ရဲ့ကျွန်တော်ဒီ program block ထဲမှာဆိုရင်လည်းကျွန်တော်တို့ဒီမှာဒီ factory IO နဲ့ချိတ်ဆက်မဲ့ကျွန်တော်တို့ဒီမှာ function တစ်ခုကိုကျွန်တော်တို့ထည့်သွင်းထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ main OB ကိုကျွန်တော်ဖွင့်ကြည့်မယ်အဲ့တော့ကျွန်တော်ဒီ main OB ကိုဖွင့်ကြည့်လိုက်တဲ့အချိန်မှာကျွန်တော်တို့ဒီမှာ factory IO နဲ့ချိတ်ဆက်ဖို့အတွက်ကျွန်တော်တို့ဒီမှာ function လေးတစ်ခုကိုကျွန်တော်ထည့်သွင်းထားတာကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီ function လေးကိုဖွင့်ကြည့်မယ်ဆိုရင်တော့ဒီထဲမှာကျွန်တော်တို့ဒီ code တွေရေးထားတာတွေ့ရတယ်ပေါ့လောဆယ်တော့ဒါဒီဟာတော့ကျွန်တော်တို့ပြင်ဆင်ဖို့တော့မလိုဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ပြန်ပြီးတော့ပိတ်ထားလိုက်မယ်ကျွန်တော်တို့ရေးသားမဲ့ program တွေကတော့ကျွန်တော်တို့ဒီ network 2ကနေစပြီးတော့ရေးရမှာပေါ့နော်ဆိုတော့ကျွန်တော်ဒီ network 1ကတော့ဒီချိတ်ဆက်မှုအတွက်တည်တံ့ပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီမှာအသုံးပြုထားတာက 1211C ပေါ့နော်ဆိုတော့ကျွန်တော်တို့ကဒီ PLC ကိုမသုံးချင်ဘူးပေါ့နော်အခြား device ကိုချိန်ချင်တယ်ဆိုရင်လည်းကျွန်တော်တို့ဒီ chain device ဆိုပြီးတော့ကျွန်တော်တို့ဒီအစားထိုးခြင်းနဲ့ PLC အမျိုးအစားကိုကျွန်တော်တို့ချိန်လို့ရတယ်ပေါ့ဆိုတော့ကျွန်တော်လက်ရှိအသုံးပြုခြင်းနဲ့ဒီ 1214C DC-DC relay ဆိုတဲ့ model ကိုကျွန်တော်ချိန်ကြည့်လိုက်မယ်ပေါ့နော်ဆိုတော့သူ့မှာနည်းနည်းကွာတော့ကွာမှာပေါ့နော်ကွာတယ်ဆိုတော့ညလေဒီကျွန်တော်တို့ချိန်လိုက်မယ်နော်ဟုတ်ပြီကျွန်တော်တို့ဒီရဲ့ screen ကကျွန်တော်တို့ပိတ်ပြီးတော့ပြန်ပွင့်မယ်ပေါ့ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ရဲ့ဒီ PLC အမျိုးအစားရဲ့ CPU ကပြောင်းလဲသွားပြီเนาะအဲ့တော့ကျွန်တော်တို့ဒီ simulation နဲ့ချိတ်ဆက်ဖို့အတွက်ကိုကျွန်တော်တို့ဒီ network ထဲမှာ direct online program လေးတစ်ခုလောက်ကျွန်တော်တို့စမ်းပြီးတော့ရေးကြည့်မယ်เนาะပြီးတော့ကျွန်တော်ဒီမှာလက်ရှိပြနေတာကကျွန်တော်တို့ဒီfunctional block နဲ့ပြထားတာပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲ့ဒီ programming ကိုလည်းကျွန်တော်တို့ကပြန်ပြီးတော့ပြောင်းပေးရမယ်ပေါ့နော်အဲ့ဒီတော့ကျွန်တော်တို့ဒီရဲ့ main OB မှာပဲကျွန်တော်တို့ပြောင်းလိုက်မယ်
ဆိုတော့ကျွန်တော်တို့ဒီ letter ကိုပဲပြောင်းလိုက်မယ်နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီ direct online program လေးကိုကျွန်တော်တို့လောလောဆယ်ဟုတ်ပြီဒီကတော့ကျွန်တော်တို့အရင်လေ့လာတဲ့ကျွန်တော်ဒီ direct online ဒီ program လေးပဲပေါ့နော်ဆိုတော့ကျွန်တော်တို့က stop လို့ပြောင်းလိုက်မယ်ပြီးတော့အဲ့တော့ကျွန်တော်ဒီ program လေးကိုကျွန်တော်တို့ဒီ simulation ကို run ပြီးတော့ကျွန်တော်တို့ download ထည့်ထားလိုက်မယ်နော်ပြီးတော့ကျွန်တော်တို့ဒီမှာ step module ကိုပြောင်းပြီးတော့ကျွန်တော်တို့ finish ကိုနှိပ်ထားလိုက်မယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ရဲ့ဒီ simulation ကတော့ကျွန်တော်တို့ဒီ run တဲ့အခြေအနေရောက်နေပါတော့ဆိုတော့ကျွန်တော်တို့ခဏလေးစမ်းကြည့်မယ်နော်ဟုတ်ပြီကျွန်တော်တို့လောလောဆယ် stock clock ကိုလည်းကျွန်တော်တို့ဒီ normally open အနေနဲ့ကျွန်တော်တို့ program ထဲမှာရေးထားတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ modify to 1ကြည့်မယ်ဟုတ်ပြီကျွန်တော်တို့အဆင်ပြေရနော်ပြီးအဲ့တော့ကျွန်တော်တို့ဒီ online mode မှာပဲထားလိုက်တော့မယ်ပြီးတော့ကျွန်တော်တို့ factory IO ကို software ကိုကျွန်တော်တို့ဖွင့်မယ်နော်အဲ့တော့ကျွန်တော်တို့ဒီမှာ new project ကိုပဲကျွန်တော်တို့ဒီ project အသစ်တစ်ခုဖန်တီးလိုက်မယ်ပေါ့နော်ကျွန်တော်တို့ sum မောင်းမှာကတော့အဓိကကျွန်တော်တို့ဘာအောင်မောင်းမှာလဲဆိုရင်ကျွန်တော်တို့ဒီ conveyor လေးတစ်ခုကိုကျွန်တော်တို့ဆန်းပြီးတော့မောင်းကြည့်မယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ conveyor တစ်ခုပါမယ်ပြီးတော့ကျွန်တော်တို့ဒီဟုတ်ပြီကျွန်တော်တို့ဒီမှာ conveyor လေးတစ်ခုရယ်ပြီးတော့ကျွန်တော်တို့ဒီ step clock ရယ် stop clock ရယ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ emitter လေးကိုကျွန်တော်တို့emitter လေးကိုကျွန်တော်ဒီမှာထည့်မယ်ပြီးတော့ကျွန်တော်တို့ဟုတ်ပြီကျွန်တော်တို့ရဲ့ဒီနမူနာလေးတော့ပြီးသွားပြီပေါ့နော်နမူနာလေးပြီးသွားပြီးတော့ကျွန်တော်တို့ဒီရဲ့ file ထဲမှာကျွန်တော်တို့ဒီ driver ကိုတွားလိုက်မယ်ပြီးတော့ကျွန်တော်တို့ဒီ driver ရဲ့ none ဆိုတဲ့နေရာမှာကျွန်တော်တို့ဒီ S7 PLC sim ဆိုတဲ့ဟာလေးကိုကျွန်တော်ရွေးလိုက်မယ်နော်ပြီးရင်ကျွန်တော်တို့ဒီ connect ဆိုတဲ့ဟာလေးကိုကျွန်တော်တို့ချိတ်ဆက်ကြည့်မယ်ဆိုတော့ row ကျွန်တော်တို့ဒီမှာ PLC sim နဲ့ချိတ်ဆက်နိုင်မှုမရှိသေးဘူးပေါ့နော်အဲ့ဒီတော့ကျွန်တော်တို့ configuration ကိုခဏသွားကြည့်မယ်ကျွန်တော်တို့ဒီမှာက7,000နေဒီဟာလေးပဲကျွန်တော်ရွေးလိုက်မယ်နော်ဆိုတော့ကျွန်တော်တော့ကျွန်တော်ပြင်မနေတော့ auto connect ပဲထားလိုက်တော့မယ်ဟုတ်ပြီနော်ကျွန်တော်တို့ဒီမှာအစိမ်းရောင်လေးပြောင်းသွားပြီပေါ့နော်အစိမ်းရောင်လေးပြောင်းသွားပြီဆိုတော့ဒီ
ဒီကျွန်တော်တို့ program နဲ့ချိတ်ဆက်ကြည့်မယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ရဲ့ဒီ program လေးကိုချိတ်ဆက်မှာဆိုတော့လောလောဆယ်ကျွန်တော်တို့ monitoring mode ကိုပြောင်းလိုက်မယ်နော်ပြီးရင်ကျွန်တော်တို့ဒီ factory IO မှာ sorry ကျွန်တော်တို့ဒီ stock load ကကျွန်တော်တို့ဘယ်လောက်ကျွန်တော်ဒီ stock load ကကျွန်တော်ဒီ 0.0.0 ကိုသုံးထားရနော်ပြီးတော့ stack load က i0.1 ပြီးတော့ကျွန်တော်ဒီ output နေရာကိုတော့ကျွန်တော်တို့ q0.0 ကိုအသုံးပြုထားတယ်ပေါ့အဲ့တော့ကျွန်တော်တို့ရဲ့ဒီ factory IO မှာဒီကျွန်တော် i0.01 နေရာကိုကျွန်တော်တို့ဒီ stop button ကိုကျွန်တော်ချိတ်ဆက်မယ်ပြီးတော့ 0.1 နေရာမှာက step button ပြီးတော့ကျွန်တော်တို့ဒီ roller ကိုကကျွန်တော်တို့ဒီ q0.0 မှာကျွန်တော်ချိတ်ဆက်လိုက်မယ်ဟုတ်ပြီနော်အဲ့ဒီတော့ဒီဟာလေးကိုကျွန်တော်တို့ simulation ဆန်းဖို့အတွက်ကဟုတ်ပြီဒီမှာကျွန်တော် site by site ရှင်းထားပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ run mode ကိုပြောင်းလိုက်မယ်နော်ပြီးတော့ကျွန်တော်ဒီ run mode ကိုပြောင်းကျွန်တော် simulation ကို run လိုက်တာ ਨੇ ကျွန်တော်ဒီမှာဆိုရင် stop button ကကျွန်တော်အစိမ်းရောင်ပေါ့နော်အစိမ်းရောင်ဖြစ်ပြီးတော့ကျွန်တော်တို့ဒီ power ဖြတ်စည်းနိုင်တဲ့အခြေအနေမှာရောက်နေတယ်ဆိုတော့ကျွန်တော်ဒီချိတ်ဆက်သွားလားဆိုတော့ကျွန်တော်ဒီအစိမ်းဒီ stop button ကိုနှိပ်ကြည့်မယ်နော်ဟုတ်တယ်နော်ဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာ power ပြတ်သွားတာကိုတွေ့ရမယ်ပေါ့ဟုတ်ပြီအဲ့တော့ကျွန်တော် step button ကိုနှိပ်ကြည့်မယ်ဟုတ်ပြီနော်ကျွန်တော်တို့ရဲ့ဒီ output ကလည်းဒီ on အခြေအနေရောက်သွားတာကိုတွေ့ရတယ်ပေါ့ဆိုတော့ကျွန်တော်တို့ဒီ PLC sync နဲ့ကျွန်တော်တို့ဒီ factory IO ကချိတ်ဆက်သွားပြီပေါ့နော်အဲ့တော့ကျွန်တော်နောက်ပိုင်းမှာဒီအချို့သင်ခန်းစာတွေဆိုရင်တော့ကျွန်တော်တို့ဒီ simulation နဲ့ factory IO နဲ့ချိတ်ဆက်ပြီးတော့ကျွန်တော်တို့ဆက်ပြီးတော့လေ့လာသွားမယ်နော်ပြီကျွန်တော် PLC sync ကနေပြီးတော့လဲကျွန်တော် factory IO ကိုရပ်တန့်လို့ရတယ်เนาะဟုတ်ပြီ PLC sync ကနေ factory IO ကိုလှမ်းပြီးတော့မောင်းကြည့်ရပါတော့ဟုတ်ပြီအဲ့တော့ကျွန်တော်တို့မျှော်မှန်းထားတဲ့အတိုင်းအားလုံးကအဆင်ပြေရပါတော့ဟုတ်ကဲ့အဲ့ဒါဆိုရင်တော့ကျွန်တော်ဒီ factory IO နဲ့ PLC sync နဲ့ချိတ်ဆက်ပုံလေးကိုသိရှိသွားပြီလို့ထင်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ factory IO နဲ့ PLC sim နဲ့ကိုဒီချိတ်ဆက်နည်းကိုနားလည်မယ်လို့ကျွန်တော်ထင်ပါတယ်။ကြည့်နားမလဲတာရှိရင်လည်းကျွန်တော်စီမေးလို့ရပါတယ်နော်။ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။